ရိတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တွေအချစ်တော်တရုတ်ဆောင်ဟိန်းဝရနဲ့ဆိုပြည်သဇန်တော်ဇနီးမောင်နှံရဲ့အရင်ကိုစိတ်လှရှာဖို့ကောင်းတဲ့တည်ကောင်းလေးတစ်ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရဲ့တည်တခြားပရိသတ်တွေအမြဲတမ်းမျှော်လင့်ဆောင်စားနေခဲ့ကြတဲ့ရင်သွေးဦးလေးကိုမကြခင်မှာပဲမြင်တွေ့ရတော့မယ်ဆိုတဲ့တည်ပဲဖြစ်ပါတယ်ဒီတည်ကောင်းလေးကိုပရိသတ်တွေစီစိတ်လှရှာစွာနဲ့ပျော်ပျော်ရွှင်ရွှင်ပြောပြလာခဲ့တာကတော့သူတို့နှစ်ယောက်ကိုချစ်တဲ့ဟိန်းပြည်သဇန်ရဲ့ friend group တာမမဟာသူတို့ရဲ့မိသားစုဝမ်းပဲဖြစ်ပါတယ်သူမကမကြခင်မှာပဲဟိန်းဝရနဲ့ဆိုပြည်သဇန်တို့ရဲ့ရင်သွေးလေးကိုမြင်တွေ့ရတော့မှဖြစ်လို့ပရိသတ်တွေအားလုံးလည်းသူတို့နဲ့ထပ်တူရင်ခုန်စိတ်လှရှာပေးကြပါအောင်ဆိုပြီးလူမှုကွန်ရက်စာမျက်နှာထက်မှာအတီးပဲပြောကြလာခဲ့တာပါတကယ်တော့ဟိန်းဝရနဲ့ဆိုပြည်သဇန်တို့ဇနီးမောင်နဲ့ဟာအမှုပညာလောကမှာပရိသတ်တွေရဲ့အခိုင်အမာချစ်ခင်အားပေးမှုကိုရရှိထားကြသူတွေဖြစ်ပါတယ်အိမ်ထောင်ကြပြီးတဲ့နောက်ပိုင်းမှာလည်းတယောက်ကိုတယောက်နားလည်မှုအပြည့်နဲ့ဒါရအေးချမ်းတဲ့မိသားစုဘဝလေးကိုတည်ဆောက်ထားကြတာပါအခုလိုအိမ်ထောင်ရဲ့တသက်နဲ့အနေငယ်ကြမှာဘဝရဲ့အရေးကြီးဆုံးသားသမီးယတနာလေးကိုပိုင်ဆိုင်ခွင့်ရတော့မှဖြစ်လို့သူတို့ဇနီးမောင်နဲ့အတွက်တော့ဘာနဲ့မှနိုင်ရှင်လို့မရတဲ့ပျော်ရွှင်မှုမျိုးဖြစ်နေမှသိချပါပဲဒီတန်လေးထွက်ပေါ်လာပြီးတဲ့နောက်မှာတော့အနုပညာရှင်မောင်နှမတွေနဲ့အမခံပရိသတ်တွေကသူတို့မိသားစုလေးအတွက်ဝမ်းသာပီတိဖြစ်ရတဲ့အကြောင်းစုမောင်ကောင်းတွေအတီးတီးပေးပို့နေကြပါတယ်မကြခင်မှာလောကကြီးတွေကိုရောက်ရှိလာတော့မယ်ဟိန်းဝရနဲ့ဆိုပြည်သဇန်တို့ရဲ့ရင်တွေဦးလေးကိုကျန်းကျန်းမာမာတာချော်လေးတို့မဟုတ်သမီးချော်လေးအဖြစ်မြင်တွေ့ရဖို့ပရိသတ်တွေအားလုံးလည်းရင်ခုန်စွာစောင်းမျှော်နေကြပြီးဖြစ်ပါတယ်သူတို့မိသားစုလည်းအခုထက်မကပုံမတာယာပျော်ရွှင်နိုင်ပါစေကြောင်းစုမောင်ကောင်းတောင်းပေးရဲ့ဒီနေ့ရဲ့ကွန်ထက်လေးကိုဒီမှာပဲရနာခွင့်ပြုပါအားလုံးပဲတာယာပျော်ရွှင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေ